မားရီကျူးလွန်ရင်ကြီးကြီးမားမားပေးဆက်ရလိမ့်မယ်လို့ဗင်နီဇွဲလားခေါင်းဆောင်တစ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသတိပေးလိုက်ပါတယ်။ဇန်နဝါရီလ3ရက်နေ့မှာအမေရိကန်ကအထူးစစ်စင်ရေးတစ်ခုဆင်နွှဲပြီးဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုကိုဖမ်းဆီးသွားခဲ့တဲ့နောက်ဒုတိယသမ္မတဒဲလ်စီရိုဒရီဂုတ်ဟာနိုင်ငံရဲ့ယာယီသမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ဗင်နီဇွဲလားမှာခေါင်းဆောင်ကင်းမဲ့သွားတဲ့အချိန်မှာအမေရိကန်လိုလားတဲ့အတိုက်အခံအင်အားစုတွေကနိုင်ငံကိုအုပ်ချုပ်နိုင်မလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပေမဲ့ဗင်နီဇွဲလားတရားရုံးချုပ်နဲ့စစ်တပ်ကတော့ရိုဒရီဂို့စ်ကိုယာယီသမ္မတအဖြစ်ထောက်ခံခဲ့ကြပါတယ်။ဇန်နဝါရီလ4ရက်နေ့မှာတော့ The Atlantic သတင်းဌာနနဲ့အင်တာဗျူးမှာထရမ့်ကအဲ့ဒီအမျိုးသမီးအနေနဲ့ဗင်နီဇွဲလားမှာမှန်မှန်ကန်ကန်မအုပ်ချုပ်ဘူးဆိုရင်မာဒူရိုထက်အဖြစ်ဆိုးကြုံသွားနိုင်တယ်လို့ချင်းချောက်သွားခဲ့ပါတယ်။ရိုဒရီဂို့စ်အနေနဲ့မှန်ကန်တာတွေကိုမလုပ်ဘူးဆိုရင်တန်ဖိုးအရန်ကြီးပေးဆက်ရမှာဖြစ်ကြောင်းအဲ့ဒီပေးဆက်ရမှုဟာမာဒူရိုထက်ကိုပိုဆိုးသွားနိုင်ကြောင်းထရမ့်ကဆိုပါတယ်။မာဒူရိုကိုအမေရိကန်ကအင်အားသုံးဖမ်းဆီးကြတာနဲ့ပတ်သက်လို့အစိုးရကိုပြောင်းလဲပစ်ခဲ့တယ်လို့ခေါ်ချင်လဲခေါ်နိုင်ကြောင်းလက်ရှိခြေအနေထက်တော့အရာရာကပိုကောင်းလာမှာဖြစ်ပြီးဒီထက်အဆိုးစရာမရှိတော့ကြောင်းလည်းပြောပါတယ်။မာဒူရိုကိုအမေရိကန်ကအစစ်စင်ရေးဆင်နွှဲပြီးဖမ်းဆီးခဲ့တဲ့ဇန်နဝါရီလ3ရက်နေ့တုန်းကတော့ထရမ့်ကဗင်နီဇွဲလားမှာလုံခြုံပြီးမှန်ကန်ခိုင်မာတဲ့အာဏာလွှဲပြောင်းမှုမျိုးမရှိလာမချင်းအဒီနိုင်ငံကိုအမေရိကန်ကစီမံအုပ်ချုပ်မယ်လို့ပြောခဲ့ပါတယ်။နောက်ပြီးကမ္ဘာပေါ်မှာရေနံအထွက်အကျွဲဝါဆုံးဖြစ်တဲ့ဗင်နီဇွဲလားစီကိုအမေရိကန်ရေနံကုမ္ပဏီတွေဝင်ရောက်ပြီးအခြေခံအဆောက်အအုံတွေကိုပြင်ဆင်တာစီးပွားရေးလုပ်ငန်းတွေလဲပတ်တာမျိုးအကောင့်ထဲပေါ်သွားဖို့လဲအစီအစဉ်ရှိနေကြောင်းထရမ့်ကဆိုသွားပါတယ်။ဒါပေမဲ့လက်တွေ့အခြေအနေမှာတော့မာဒူရိုရဲ့မဟာမိတ်တွေကပဲဗင်နီဇွဲလားနိုင်ငံကိုဆက်လက်အုပ်ချုပ်နေဆဲဖြစ်ပါတယ်။အမေရိကန်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့မာဒူရိုနဲ့ဇနီးဖြစ်သူတို့ကတော့ဇန်နဝါရီလ9ရက်နေ့ကျရင်နယူးယောက်မြို့မှာမူရစ်ဆေးဝါးနဲ့ဆက်နွယ်တဲ့အကြမ်းဖက်မှုအပါအဝင်ပြင်းထန်တဲ့ဆွဆွဲချက်တွေအတွက်စတင်တရားရင်ဆိုင်ရမယ်လို့လည်းသိရပါတယ်ရှင်။